ဘောနော်ညရောက်တော့ကျမတို့လာခေါ်တော့ပေါ့ကျမတို့အိတ်တဲ့နေရာမှာလေမိန်းကလေးတွေလည်းအများကြီးပဲပါလာတော့သွားမိန်းကလေးတွေမိန်းကလေးတွေဆိုလဲသူတို့ကခေါ်ပြီးတော့လေအတင်းအဓမ္မပေါ့နော်ဒီကြားနေရတာပေါ့နော်အော်တဲ့အတန်တို့ဒီလိုငိုတဲ့အတန်တို့အများကြီးပဲဒီလိုပဲကြားနေရကျမလည်းလာခေါ်တော့ပေါ့ကျမလည်းပြောတာပေါ့နော်ကျမကိုနဲ့ပါဗာညာနဲ့ပြောတော့ကျမတို့သူကအတင်းမဲ့ဒီလိုပဲအခန်းထဲမှာဒီလိုမျိုးခေါ်တာပေါ့နော်ဒီလိုမျိုးခေါ်တော့ပြီးတော့ဒီလိုတော့ငြိမ်လေးလာပါညာအဲ့လိုမျိုးပြောတာပေါ့ကျမကခေါ်ပြီးတော့ပြောတော့ကျမပြောတယ်ကျမလေးကိုနဲ့ပါဗာညာနဲ့တောင်းမှန်တာပေါ့နော်တောင်းမှန်တော့သူကအတင်းဓမ္မပဲကျမကိုလေဒီလိုမျိုးပါရိုက်တာပေါ့နော်ဒီလိုမျိုးရိုက်တာကျမတို့ကဒီလိုမျိုးဖြစ်သွားတဲ့အထိဆိုကျမလည်းအရန်ကြောက်တော့ပါနော်ကြောက်ပြီးတော့မှနောက်တစ်ခါနေမနော်ဒီလိုမျိုးဆက် on နေပါဆိုရင်နေပါရကလေးငါလည်းထိုးပြစ်မယ်အဲ့လိုမျိုးတွေပြောတာပေါ့နော်အဲ့ဒါလည်းကျမလည်းအရန်ကြောက်ပြီးတော့လေသူကလေကျမကိုအသေးလည်းဒီလိုမျိုးအဓမ္မကျင့်တာပေါ့နော်အဲ့ဒါနဲ့ကျမလည်းမျက်ရည်နဲ့ခက်တဲ့ဒီလိုပဲခံရရတော့မနော်အဲ့ဒါတယောက်ပဲလားဆိုလည်းမဟုတ်တရားပြီးတော့တရားနဲ့တုံးလေးရောက်လောက်ထီကိုတစ်ခါဆိုအဲ့လိုမျိုးပဲပြေးတော့နော်ဒီလိုပဲငိုပြီးတော့ပဲသူတို့အသေးပဲအဲ့လိုမျိုးအဓမ္မချင်းတဲ့ဟောက်ခံရတာပေါ့နော်မိန်းကလေးအများကြီးအဲ့လိုမျိုးပေါ်ရတယ်ပြဲပြီးတော့မှဒီခုဆိုပဲနေမှာတွားရောက်ပြီးတော့မှဘလူနေကြလည်းမသိဘူးနော်အေးပမာစစ်တားရအတင်းခေါ်မှသူတို့ခေါ်တာရဲ့အတင်းချစ်ခံရတယ်တညလုံးအဲ့လိုနိုင်ချက်တာ9ယောက်တမီးတို့အမောင်ကြီးထဲမှာဆိုတော့တမီးတို့လည်းမမတ်မိဦးလေဘယ်နှစ်ယောက်ဆိုတော့အတိအကျတမီးတို့မတ်မိတာ9ယောက်မတ်မိတခြားလူတော့အများကြီးပဲဒါပေမဲ့တမီးတို့ကမမတ်မိတော့အဲ့ဒါနဲ့တညလုံးသူတို့ကနိုင်ချက်တယ်